မသမိုင်းမှာလွန်တရာမှစမ်းချေပြီးရင်နာစရာအကောင်းဆုံးဖြစ်ရကိုပြောပါဆိုရင်1885ခုပါတော်မူတဲ့ညမှာမြမနန်းစင်ရတနာတွေဘေလီဆန်ဆန်ပျောက်ဆုံးသွားခဲ့တဲ့ဖြစ်ရက်ကိုပဲပြင်းပြင်းကြရမှာဖြစ်ပါတယ်။ကမ္ဘာမှာဖူးတန်ဆုံးလို့သတ်မှတ်ခံထားရပြီးအမောင်ထဲမှာတော့မီလီယံတစ်ခုလို့တောက်ပနိုင်တဲ့မြမနန်းစင်ဗရမ ्या ကြီးဗရမ ्या ငမောက်ဟာအခုဘယ်မှာရှိနေသလဲ1885ခုနှစ်နိုဝင်ဘာလရဲ့ပါတော်မူညမှာမြမအချုပ်ချာအာဏာရဲ့ပြရုပ်ဖြစ်တဲ့ငဆောက်ပွားဓာတ်တော်နဲ့အတူဒီရတနာတွေဟာပေလိဆန်ဆန်ပျောက်ဆုံးသွားခဲ့ပါတယ်။ဒါသမိုင်းမှာအကြီးမားဆုံးသောဓမြတိုက်မှုလားဒါမှမဟုတ်ဘယ်သူမှမသိအောင်ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တစ်ခုလားဆိုတာကိုနှစ်ပေါင်း140ကျော်ကြာပျောက်ဆုံးနေတဲ့မြမရတနာတွေရဲ့နောက်ွယ်ကအမှန်တရားအကြောင်းကိုဒီနေ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မြန်မာပြည်များဆက်ဆက်မှာထွန်းမြတ်ထားခဲ့တဲ့ဗရမ ्या ငမောက်ကြောင်းမြရတနာကိုမိုးကုတ်ဗရမ ्या နယ်မြေအတွင်းကအင်းခေါင်းကနေရရှိခဲ့တာဖြစ်ပါတယ်။ရရှိခဲ့တဲ့ပုံကတော့ချင်းတွင်းနယ်သားဖြစ်တဲ့ငမောက်ဆိုသူဟာမိုးကုတ်နယ်မြေမှာလာရောက်ပြီးလေယာစိုက်ပျိုးနေထိုင်နေခဲ့တဲ့သူဖြစ်ပါတယ်။တညမှာတော့သူ့ရဲ့ခြံအတွင်းကပြိုးပြက်အယောင်တလက်လက်နဲ့ထူးဆန်းတောက်ပနေတာကိုမြင်ခဲ့ရပါတယ်။ငမောက်ဟာဒီလိုနဲ့သွားကြည့်ခဲ့တဲ့အခါအလွန်တရာလှပတဲ့ကြောက်နီဗရမ ्या ကြီးတစ်လုံးကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ငမောင်လဲဝမ်းသာအားရနဲ့ကောက်ယူခဲ့ပြီးနောက်သိမ်းဆဲထားတာကနေနှစ်ပိုင်းခွဲပြီးတစ်ပိုင်းကိုရောက်ဖဖြစ်တဲ့မောင်ရွှေကိုတရုတ်ပြည်ဘက်မှာရောင်းဖို့စေလွတ်ခဲ့ပါတယ်။ကျန်တဲ့တစ်ပိုင်းကိုတော့တက္ကရာ2023ခုနှစ်မှာအင်းဝမြို့တော်ကိုသွားရောက်ဆက်သခဲ့ပါတယ်။အဲဒီအခါမှာဘရင်မင်းမြတ်ကလည်းအလွန်နှစ်သက်အားရဝမ်းမြောက်လာတာကြောင့်ငမောက်ကိုစုတော်ငွေတွေပေးသနာတော်မူခဲ့ပါတယ်။ဒါကြောင့်ဒီဗရမ ्या ကိုငမောက်ဆိုတဲ့သူကဆက်တာဖြစ်တဲ့အတွက်ငမောက်ဗရမ ्या လို့ထင်ရှားကြော်စိုးစေခဲ့တာဖြစ်ပါတယ်။တရုတ်ပြည်ကိုရောက်ရှိသွားတဲ့ကြောက်တပိုင်းကလည်းအဲ့ဒီအချိန်မှာတရုတ်ပြည်ဟာပျက်စီးပြီးတော့မငြိမ်မသက်ဖျို့ဖျဲဖြစ်နေတာကြောင့်မြန်မာပြည်ကိုခိုးဝင်လာတဲ့တရုတ်လူမျိုးတဦးရဲ့လက်ထဲမှာငမောက်ရောင်းချခဲ့တဲ့ဗရမ ्या တစ်ပိုင်းကပြန်ပါလာခဲ့ပါတယ်။အဲ့ဒီတရုတ်လူမျိုးခုံသေးကြီးကဗရမ ्या တစ်ပိုင်းကိုမြန်မာဘရင်ထံဆက်သခဲ့တဲ့အခါဘရင်ကလည်းဝမ်းမြောက်ဝမ်းသာလက်ခံပြီးစုတော်ငွေတွေပြန်လည်ပေးသနာခဲ့ပါတယ်။ဘရင်မင်းမြတ်လည်းဝမ်းသာအားရနဲ့မိမိမှာရှိပြီးသားဖြစ်တဲ့ငမောက်ကြောက်တစ်ချမ်းနဲ့ဆက်ကြည့်တဲ့အခါတလုံးနဲ့ရှုမကြီးတဲ့ဗရမ ्या ကြောက်ကြီးဖြစ်နေတာကိုသိသွားပါတော့တယ်။အဲဒီမှာတည်းမဲ့ငမောက်ကိုအားလုံးမဆက်သရမလားဆိုပြီးအမျက်တော်ရှကမင်းပရိရဲ့နဲ့ရေဝေးရာတောင်ကုန်းမှာမီးလောင်စင်ကြီးတွေပြုတ်လုပ်ပြီးတော့ငမောက်ရဲ့ဆွေ90မျိုး90ကိုခေါ်ပြီးကွက်မြတ်တော်မူခဲ့ပါတယ်။ငမောက်နဲ့ဆွေမျိုးတွေအားလုံးတည်ဆုံးခဲ့ရတဲ့နေရာကိုလောင်းစင်ရွာလို့၎င်းရေနဲ့ဝေးတဲ့နေရာဖြစ်လို့ရေဝေးရွာလို့၎င်းအခုထိခေါ်ဆိုနေကြဆဲဖြစ်ပါတယ်။ငမောက်တို့ကိုမီးတိုက်နေတဲ့မြင်ကွင်းကိုငမောက်ရဲ့အမဖြစ်တဲ့ဒေါ်နန်းကမြင်တဲ့အခါမှာဝေးရာကိုထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့တောင်ပေါ်တစ်ခုကိုရောက်တဲ့အချိန်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာအလွန်ပူပင်သောကစိတ်ဒုက္ခရောက်ပြီးရင်ခွဲနာကြပြီးအဲ့ဒီတောင်ပေါ်မှာပဲဒေါ်နန်းဟာတည်ဆုံးခဲ့ရပါတယ်။သူတည်ဆုံးသွားတဲ့နေရာမှာလွမ်းစီရီလေးတစုကိုတည်ထားပြီးဒေါ်နန်းလှည့်ကြည့်တဲ့တောင်ကိုအဆွဲပြုကဒေါ်နန်းကြည့်တောင်နောင်ကာလကြာတဲ့အခါမှာတော့ဒေါ်နန်းကြည့်တောင်လို့ခေါ်ဝေါ်ခဲ့ကြပါတယ်။ဗရမ ्या ငမောက်ဟာအလေးချိန်ယတိ90ကျော်ရှိပြီးလုံချောသွေးထားကအည်သွေးအလွန်ကောင်းလာပါတယ်။စွတ်ဖြူနေတဲ့ဝါကွန်းဒါမှမဟုတ်နွားနို့အတွင်းမှာထည့်လိုက်ရင်ဝါကွန်းနဲ့နွားနို့တောင်အနီရောင်ပြောင်းသွားတယ်လို့ဆိုကြပါတယ်။အမောင်ထဲမှာအနီရောင်တွေတောက်ပနေပြီးလက်ထဲမှာလည်းဘလောက်ဆုပ်ထားအေးမြနေပါတယ်။ရေထဲစိန်တော့ရင်လည်းလေချောင်းနာရင်ပူခေါင်းကိုက်မောပန်းနာတွေပျောက်ပြီးအားအင်တိုးလာတယ်လို့ဆိုကြသလိုမျက်နာကိုပုတ်သက်ပေးရင်လည်းအေးမြပြီးဝက်ချံတင်းတိတ်ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။မြန်မာတက္ကရာ1248ခုနှစ်တစောင်းမုံလပြည့်ကျော်8ရက်ခရစ်နှစ်1885ခုနှစ်နိုဝင်ဘာလ29ရက်နေ့နေ့လယ်2နာရီဝန်းကျင်မှာကုန်းမုံအင်ပါယာရဲ့နေမဲဟာထာဝရအတွက်အမှောင်ကျသွားခဲ့ရပါတယ်။မန္တလေးနယ်တော်ကြီးရဲ့မှန်နှန်းဆောင်တွင်မှာတီဘောမင်းတရားကြီးနဲ့မိဖုရားခေါင်ကြီးစုဖျားလက်တို့ဟာဗြိတိရှကာနယ်စလီတင်နဲ့မျက်နှာချင်းဆိုင်ထိုင်ကနေခဲ့ကြရပါတယ်။အဲဒီအချိန်မှာကာနယ်စလီတင်ဟာတီဘောမင်းကိုအယုံသွင်းမှုအတွက်အပြင်ဘက်မှာဖျို့ဖျဲဖြစ်နေတယ်။နန်းတော်တွေကယရနာတွေကိုစနစ်တကျမှတ်တမ်းတင်ပြီးသိမ်းဆည်းပေးထားပါမယ်။ဘေးကင်းတဲ့နေရာရောက်ရင်ပြန်ပေးပါမယ်ဆိုပြီးလှည့်ပြားခဲ့ပါလေ။တီဘောမင်းဟာကာနယ်စလီတင်ရဲ့လက်ထဲကိုဗရမ ्या ငမောက်တယ်မကပဲငဆောက်ပွားလို့ခေါ်တဲ့နန်းစင်ဓာတ်တော်ကိုပါအနံခဲ့တယ်လို့ဆိုကြပါတယ်။ဒီဓာတ်ဟာအလောင်းမတရားကြီးဥအောင်စရာကိုယ်တိုင်ကင်ဆောင်ပြီး
တတိယမြန်မာနိုင်ငံတော်ကိုတီထောင်ခဲ့တဲ့ဓာတ်ဖြစ်တယ်လို့တအိမ်နဲ့လက်ကင်ယူလို့မှလည်းစိန်နဲ့ဗရမ များပေါင်းများစွာကိုစီချေထားတယ်လို့ဆိုကြပါတယ်ဒီရတနာတွေမကပဲစင်ပြူရှင်ဘွဲ့မြည်ရတဲ့ဗရမ များကြီးဒေါင်းဆက်ကြာစိန်ကြီးနဲ့အခြားသောနန်းစဉ်လက်ဝတ်ရတနာပေါင်း30ကျော်ကိုကားနဲ့စလေတင်ကလက်ခံရရှိခဲ့တယ်လို့တီဘောမင်းရဲ့ကိုရေးမှတ်တမ်းတွေမှာဖော်ပြထားပြန်ပါတယ်ဒါပေမဲ့နောက်တစ်နေ့နိုဝင်ဘာလ30ရက်နေ့မှာတီဘောမင်းကိုသူရိယသင်းမောနဲ့တင်ဆောင်ပြီးအိန္ဒိယကိုခေါ်သွားတဲ့အခါမှာတော့ကားနဲ့စလေတင်ဟာဒီရတနာတွေကိုပြန်မပေးတော့ပါဘူးတီဘောမင်းဟာအိန္ဒိယနိုင်ငံရတနာဂီရီကိုရောက်တဲ့အခါမှာ1886ခုနှစ်ကနေသူကွယ်လွန်ခဲ့တဲ့1916ခုနှစ်အထိဗြိတိရှအစိုးရစီကိုငါရဲ့ဗရမ များငမောက်ဘယ်မှာလဲဆိုတဲ့စာပေါင်းများစွာကိုအဆက်မပြတ်ရေးသားတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ဗြိတိရှအစိုးရကတော့ကားနဲ့စလေတင်ဟာဒီရတနာတွေကိုအစိုးရစီအနှံခြင်းမရှိခဲ့ဘူးဆိုတဲ့စကားတစ်ခုနဲ့ပဲလွှဲချခဲ့ပါတယ်တကယ်တမ်းမှာတော့ကားနဲ့စလေတင်ဟာအင်္ဂလန်ကိုပြင်ရောက်တဲ့အခါမှာကျွဲဝချမ်းသာသွားခဲ့ပြီးသူ့ရဲ့တည်တန်းစာမှာတော့အချို့သောရတနာတွေကိုလျှို့ဝှက်ဖော်ပြခဲ့တယ်လို့သိခဲ့ရပါတယ်1960ဝန်းကျင်မှာသူတည်သူတွေရဲ့အဆိုအရဗရမ များငမောက်ဟာဗြိတိရှတော်ဝင်မိသားစုရဲ့တပ်တဖူထဲမှာပြန်လည်သွန်းလို့ပြီးပါဝင်နေနိုင်တယ်လို့ယူဆကြသလိုတချို့ကလည်းတန်မိုးကြီးလွန်းတာကြောင့်ဘယ်တော့မှထုတ်မပြတဲ့လျှို့ဝှက်တိုက်ခန်းထဲမှာပဲရှိနေတယ်လို့ဆိုကြပြန်ပါတယ်ငဆောက်ပွားဓာတ်တော်ကတော့ဗြိတိန်နိုင်ငံဝီတိုရီယာနဲ့အယ်ဘတ်ပြတိုက်စရင်မှာတီဘောမင်းရဲ့ဓာတ်ဆိုပြီးခဏတာပေါ်ထွက်လာခဲ့ဘူးပေမဲ့နောက်ပိုင်းမှာတော့တမိုင်းချောင်းကိုမိမိန်ပစ်လိုက်ကြပါတယ်ပါတော်မူတဲ့ညမှာနန်းတွင်းကဖျို့ဖျဲဖြစ်နေတဲ့အခြေအနေကိုခွင့်ကောင်းယူပြီးအင်္ဂလိပ်စစ်သားတွေဟာရတနာတိုက်တယ်မကပဲနန်းတော်နိုင်ငံမှာရှိတဲ့ရွှေပြားတွေနဲ့ကော်စောတွေကိုပါဓာတ်နဲ့လေးပြီးယူဆောင်သွားခဲ့ကြတယ်လို့မှတ်တမ်းတွေမှာပါဖော်ပြထားပါတယ်အထူးသဖြင့်မြန်မာနိုင်ငံရဲ့နောက်ဆုံးအိမ်ရှိဆန်ဖြစ်တဲ့ကနော်မင်းသားကြီးပိုင်ဆိုင်ခဲ့တဲ့သိပ္ပံနဲ့စက်မှုလက်ရာပစ္စည်းတွေဟာလည်းအဲ့ဒီညမှာပဲအင်္ဂလန်ကိုပါသွားခဲ့ခြင်းဖြစ်ပါတယ်မြန်မာအစိုးရအဆက်ဆက်ကဒီရတနာတွေကိုပြန်လည်ရရှိဖို့ကြိုးစားခဲ့ကြရမှာ1964ခုနှစ်မှာဗြိတိရှအစိုးရကရတနာအချို့ကိုပြန်ပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအရာတွေကတော့တန်မိုးနေတဲ့ပစ္စည်းတွေသာဖြစ်ပြီးဗရမ များငမောက်နဲ့ငဆောက်ပွားတို့လိုအဓိကရတနာတွေကတော့ပါမလာခဲ့တော့ပါဘူးဒီရတနာတွေပျောက်ဆုံးသွားတာဟာမြန်မာနိုင်ငံအတွက်တော့ရုပ်ဝတ္ထုပစ္စည်းဆုံးရှုံးတာလည်းမကပဲအမျိုးသားရေးဂုဏ်သိက္ခာနဲ့အချုပ်အခြာအာဏာရဲ့ပြရုပ်တွေကိုပါခိုးယူခံလိုက်ရတယ်လို့ဖြစ်ပါတယ်အခုဆိုရင်ဒီရတနာတွေဟာတိုင်းတစ်ပါးကမှောင်မဲတဲ့တစ်တာတွေထဲမှာငိုကြွေးနေမလားဒါမှမဟုတ်တစုံတစ်ယောက်ရဲ့လက်ထဲမှာလျှို့ဝှက်စွာရှိနေမလားဆိုတာကတော့ရင်နာစရာကောင်းတဲ့ပဟေလီတစ်ခုဖြစ်ယနေ့တိုင်ကြံ့ရင့်နေစေပဲဖြစ်ပါတော့တယ်မြန်မာလူမျိုးတွေအနေနဲ့ကတော့ဒီရတနာတွေဟာတစ်နေ့မှာသူတို့ရဲ့မူရင်းအရှင်သခင်ရှိရာမြမမြေပေါ်ကိုဂုဏ်သိက္ခာရှိရှိနဲ့ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ယုံကြည်မျှော်လင့်နေကြစေဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့မြန်မာပြည်ရဲ့အဖိုးတန်ရတနာတွေဖြစ်တဲ့ဗရမ များငမောက်နဲ့ငဆောက်ပွားဓာတ်တော်တို့ပျောက်ဆုံးခဲ့ပုံအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကြည့်ကျူနေတဲ့ပရိသတ်ကြီးလည်းဗရမ များငမောက်ဟာအခုချိန်မှာဘယ်ကိုရှိနေမလဲဆိုတဲ့အမြင်လေးတွေကိုမျှဝေပေးသွားကြဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့ရဲ့ channel ကနေမြန်မာသမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်လို့ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင် channel လေးကို like and subscribe လုပ်ထားကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်